နော်9ရက်ပြည့်ပြီဒါဒီနေ့မနေ့တိတ်ထန်ထွက်ပြီ1369ခုသတင်းကျွတ်လာဇန်တရက်နေ့ကနေပြီးတော့ယနေ့9ရက်တိုင်တိုင်ကျင့်လာတာတခါထိုင်4နာရီမနေ့နေ့ပဲမနေ့6နာရီကနေ10နာရီတစ်ကြိမ်နေ့က12နာရီကနေပြီးတော့9နာရီတစ်ကြိမ်ညပဲကြတော့9နာရီကနေပြီးတော့17နာရီတစ်ကြိမ်12နာရီကနေမနေ့9နာရီတစ်ကြိမ်ရလို့တခါထိုင်4နာရီနဲ့လှည့်လာလိုက်တာဘုံဘုံတို့အခု9ရက်လည်းပြည့်ပြီမအိတ်တန်းအိတ်ခွင့်မရှိဘူးအိတ်ချိန်ဆိုတာမပေးဘူးလူတို့ပြည်လူတို့ကြောင့်မှာအိတ်တာကိုအဓိကထားတယ်ဒီမအိတ်ဖဲနဲ့ဒီလိုကျင့်ကြပါတယ်ဆိုတာလေးလဲတရားဓမ္မလေးမြတ်ဝါထင်သွင်းသိခဲ့ဘူးပြီတွေ့လဲတွေ့ရလဲမိမိတို့ကိုယ်တိုင်နဲ့ကျင့်ရတယ်တကယ်ဒိဋ္ဌံဝင်တဲ့ပုဂ္ဂိုလ်တွေကလည်းထွတ်ထွတ်မြောက်မြောက်တနေ့ဖြစ်လာမဲ့ပုဂ္ဂိုလ်တွေဆိုတာဘုံဘုံယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ဘုံဘုံကိုယ်တိုင်ဒီလိုစခန်းကြီးတွေကိုသင်္ကူဆရာတော်ဘုရားကြီးလက်ထက်မှာဘုံဘုံသေချာကျင့်ကြရလို့လည်းပဲဒီလိုစခန်းမျိုးဒီတစ်ချိန်မဲ့ဘုံဘုံပြခဲ့ဘူးလေဒါကြောင့်မို့အထူးပွဲဆိုလည်းမမှားပါဘူးဒီပွဲကိုဟိုကမနေ့4နာရီကနေစပြီးတော့တရားကျင့်ပါတော့မယ်ဆိုတော့တရားဆိုတာဘာမှလည်းမသိဘူးဒါဘုံဘုံတန်းညောင်းလာတာဘာသိမှာတော့တရားဆိုတာသူများတရားဆိုတာတရားလိုက်တာဘုန်းကြီးတွေဟောရင်တော်ပြီးတော့နားလိုက်တာပဲရှိတယ်ဘာရလာလဲဆိုတော့ပုံဝိထုတွေရလာဘုရားဇတ်တော်ကြီးတွေဟောတယ်ဘုံဘုံတော့ဒါပုံတစ်ခုပဲဒါပုံဝိထုတစ်ခုအနေနဲ့မှတ်သားလောက်ဆရာလေးတစ်ခုပဲဒီလိုပဲယူခဲ့တာဟုတ်အဲ့ဒီမှတင်ပဲမနေ့4နာရီဆိုတော့ထဘုံဘုံတို့ယုံသွားတဲ့လူတွေကဒီလိုမဟုတ်9နာရီလောက်မှထကြတာဘုံဘုံတို့ကအဲ့ဒီအရေးအပြတ်မခံဘူးညဘက်မှာတော့နေတယ်မနေ့ဘက်ဆိုရင်6နာရီလည်းမထားဘူး9နာရီကျော်9နာရီခွဲလောက်မှထညနာသစ်စားစရာရှိစားအခုစားတော့ပြီးရုံတက်ဒါပဲဒီလို့ရှိတာဟုတ်အခုတော့4နာရီထားရတယ်ဆိုတော့3နာရီခွဲတည်းကနှိုးပြီအရှင်ဘုရားတို့ဆောင်းမုတ်ကြီးနဲ့အရှင်ဘုရားတို့အားလုံးထားကြပါဗျာတရားအထုတ်ရန်အတွက်အရှင်သစ်မျက်နှာသစ်တော်မူကြပါဆိုတော့အဲ့ဒါနဲ့မျက်နှာသစ်ကြပြုကြပါလေပထမရက်ကတော့ဟုတ်တာပေါ့အဲ့ဒါသိပြီးတော့ဘာလုပ်ရလဲဆိုကိုယ့်နေရာမှာကိုထိုင်ပါတင်းမြင်ကိုထိုင်ပါခန္ဓာကိုယ်ဖြောက်မှတ်စွာထားပါဘယ်ဘက်လက်ပေါ်ကညာဘက်လက်တင်းပါဆိုတာအတိုင်းတင်းရကိုယ်ကလည်းသူများကြည့်ရလဲသူများတွေဘယ်လိုလုပ်ပြီးတော့တင်းတယ်လဲကြည့်ရတယ်မျက်လုံးဖွင့်ပြီးတော့ကြည့်တယ်သူတို့ကလည်းကိုယ်ကြည့်အဲ့ဒါနဲ့တချို့မလုပ်တတ်တော့လာပြင်ပေးတယ်ဆရာတော်ကြီးကဒီလိုထိုင်ဒီလိုလုပ်ပုံစံခါကိုဖြောက်မှတ်စွာထားပြင်ပေးရပြင်ပေးပြီးတော့အဲ့ဒါသူတို့ကြည့်ပြီးတော့ဘုံဘုံလည်းနေတာပေါ့မျက်စိမိတ်ပါတဲ့မျက်စိမိတ်ပြီးတော့ဝင်လေထွက်လေလေးကိုနှာခေါင်းမှာရှိတဲ့လေလေးကိုထိတာလေးလေလေးတိုးထိသွားတာလေးကိုပြင်းပြင်းရှူရင်ပြင်းပြင်းသိပါတယ်တဲ့ဖြည်းဖြည်းရှူရင်ဖြည်းဖြည်းသိပါတယ်တဲ့အဲ့ဒီဝင်တဲ့လေထွက်တဲ့လေလေးကိုတတိထားရှူပါရှူပါတဲ့အဲ့လိုပြောတယ်သူပြောတာပဲဘုံဘုံတို့ကဒီမှာဝင်လေထွက်လေကြည့်ကျင်မှကြည့်တာရှူရင်းနဲ့သူပြောလို့တာရှူနေတာစိတ်ကဒီမှာမလုတ်တတ်ဘူးလေဒီတောင်းအခုတပြည့်တွေလဲပြောရတယ်မလုတ်တတ်ဘူးဆိုတာဘုံဘုံတို့သိတယ်ကိုနှာခေါင်းနဲ့ကိုစိတ်နဲ့ဘယ်လိုလုတ်တဲ့မှာလဲကိုနှာခေါင်းကလေမွေးတွေကပါလာတာအခုမှသတိထားတော့ဘယ်မြဲမလဲတော့ကြရင်ရှူရင်းနဲ့ဘယ်ရောက်သွားယုံရောက်သွားသမောရောက်သွားဒီမှာဒါရှူနေတဲ့စိတ်ကဟိုသမောရောက်သွားယုံရောက်သွားတမြဲချင်းနေနဲ့ရောက်သွားအဲ့ဒီမနက်ကတော့အဲ့ဒါပဲဖြစ်နေတာပဲအဲ့မနက်ဖက်ပြီးပြန်တဲ့အခါကျတော့တပိတ်တိချပြီးတော့ကြည့်လိုက်တဲ့အခါကျတော့တပိတ်ထဲမှာဘယ်လောက်ပါလာလဲဆိုတော့ဘုံဘုံတို့ဒီဆွမ်းဟာတစ်ဖိတ်ကနှလုံးသားလောက်ပါလာလဲဟင်းလေးနဲ့အဲ့ဒါတရုတ်ဗမာအရေးခင်မရိုက်ခင်တစ်နှစ်မှာပေါ့အဲ့ဒါနဲ့ပဲဟင်းလေးကလည်းနည်းနည်းဆိုတော့3-4လုံးလောက်စားလိုက်ပုံမဲ့တပိတ်တွေကဖြစ်စီသူများတပိတ်လှမ်းကြည့်လို့သူတို့လက်တီလို့ပဲအကုန်လုံးဟိုကနေညီသူထည့်ပြီးတာအဲ့တော့ဆောင်းမုတ်ကနေပြီးတော့ဒီဆရာတော်ကလည်းဟွန်းရနေပြီးတော့ပြောနေအရှင်များတို့သူများတပိတ်ကိုလှမ်းမကြည့်ပါနဲ့ကိုလိုပဲဒီပြည့်ရဟန်းနေလည်းကြည့်ကြမှာပေါ့လောလုပတဏှာဖြစ်ပါတယ်ဆိုတော့ဒါအပြစ်ရှိပါတယ်ဆိုတော့မကြည့်ရဗျာကိုတပိတ်နဲ့ကိုစားလိုက်တော့3-4လုံးဒါဖုံးလိုက်ရတယ်ပုံသွားရအရှင်များတို့မဝလို့ရှိရင်တပိတ်ထဲမှာရေချင်းပြီးတော့ဖုံးပေးပါ